Hi 皆さんこんにちはအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်ပြည့်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးမှာရှင်းပြပေးခြင်းတဲ့ grammar လေးကဘာလဲဆိုလို့ရှိရင်ခုတိုဒါဆိုတဲ့ grammar လေးဖြစ်ပါတယ်เนาะခုတိုဒါဆိုတဲ့ grammar လေးဖြစ်ပါတယ်ဆိုတော့ခုတိုဒါဆိုတာကိုခုတိုဆိုတဲ့ဟာကို皆さんတို့အရှိမတော့ကလေကျွန်တော်တို့short Q တွေ chu Q တွေတို့မှာတော့ကျွန်တော်ခုတိုဆိုတဲ့ဟာတွေအများကြီးတွေ့ခဲ့ရတယ်เนาะဘာတွေတွေ့ခဲ့ရလဲဆိုတော့ခုတိုကデキマスဟုတ်လားခုတိုနီ stay ခုတိုနီ nap day တို့စသဖြင့်ပေါ့เนาะအများကြီးကျွန်တော်တို့ကြားခဲ့ရတယ်ဆိုတော့ဒီနေ့ကကျတော့ခုတိုဒါဆိုတဲ့ဟာလေးကဘလို့အထိပ္ပယ်လေးဖြစ်မလဲဆိုတာကိုရှင်းပြခြင်းပါတယ်ဆိုတော့မင်းသားဆန်တို့အရင်တုန်းကကျွန်တော်တို့ short Q လောက်မှာတော့လေတင်ငယ်ဘူးတဲ့ဟာလေးရှိတယ်။ဘာတွေတင်ငယ်ဘူးလဲဆိုတော့ပြန်ပြီးကြည့်ကြည့်အောင်။နော် Vafta hoga i ကြောက်လားမသိဘူးနော် Vafta hoga i ဘလို့အိဗယ်လေးဖြစ်မလဲဆိုလို့ရှိရင်လောက်တာကောင်းတယ်ဟုတ်လားနောက်တစ်ခါ Vav 9 hoga i Vav 9 hoga i မလောက်တာကောင်းတယ်ဆိုတဲ့အိဗယ်လေးနော်လောက်တာကောင်းတယ်မလောက်တာကောင်းတယ်ဟဟလားမိစု non da hoga i ですよ Osake ကို normal 9 hoga i ですよဟဟလားစသဖြင့်ကျွန်တော်စကားပြောရင်းမှာလည်းသုံးခဲ့တဲ့ grammar အပြင်လည်းကျွန်တော်လေ့လာခဲ့ပြီးဟုတ်တယ်နော်ဒါ short Q လောက်မှာတော့ကျွန်တော်လေ့လာခဲ့တာနောက်တစ်ခါshort Q level လောက်ကိုရောက်တဲ့အခါမှာကျွန်တော်ဗာလေးလေ့လာခဲ့ဘူးလဲဆိုလို့ရှိရင် Becky ဆိုပြီးတော့လေ့လာခဲ့ဘူးလေနော် Becky ですよ Becky だよဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်အဲ့တော့ဒီအထိပ္ပယ်တွေဒီဘလို့အထိပ္ပယ်လေးဖြစ်မလဲဆိုလို့ရှိရင်လောက်တာကောင်းတယ်မလောက်တာကောင်းတယ်လောက်သိနေဆိုပြီးတော့အထိပ္ပယ်လေးတွေကျွန်တော်တို့ပြောခဲ့ဘူးတယ်သင်ခဲ့ဘူးတယ်အဲ့ဒါလေးလေ့လာဘူးတယ်နော်ဆိုတော့ဒီနေ့ခုတိုတာလေးကဘာလဲဆိုလို့ရှိရင်နော်ဒီအထိပ္ပယ်နဲ့တူတယ်လို့ကျွန်တော်တို့မှတ်လို့ရပါတယ်ဆိုတော့သူ့ကိုကျွန်တော်ကတင့်တယ်လို့ဘာသာပြန်မယ်ဆိုလို့ရှိရင်လောက်သိနေလို့ကျွန်တော်ဘာသာပြန်မှာပေါ့နော်လောက်သိနေဒါမှမဟုတ်လို့ရှိရင်လောက်တာကောင်းနေဆိုတဲ့အထိပ္ပယ်လေးအဲ့တော့ကျွန်တော်မြန်မာစကားမှာလည်းစဉ္ညာဘစကားရှိတယ်ဟုတ်တယ်နော်လှုပ်သိနေဆိုရင်မလှုပ်သိတာရှိမှာပေါ့လှုပ်တာကောင်းနေဆိုမလှုပ်တာကောင်းနေဆိုတဲ့အဓိပ္ပာယ်ရှိမှာပေါ့ဟုတ်ပြီနော်အဲ့တော့အရှိမ negative form နဲ့လိုက်လို့ရတယ်လို့ကျွန်တော်တို့အရင်ဆုံးမှတ်ထားမယ်ရမယ်နော်အဲ့တော့သူ့ကိုကျွန်တော်ကလှုပ်သိနေနော်လှုပ်တာကောင်းနေဆိုပြီးတော့ကျွန်တော်တို့ပြောမယ်အရှိမသင်ခဲ့ဘူးတဲ့ Vafta hoga i Vanai hoga i Becky ဆိုတဲ့အဓိပ္ပာယ်နဲ့တူတယ်အဲ့တော့ပြန်ပြီးတော့အနှိမ့်ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်သူ့ဒီဘယ်လိုနေရာတွေမှာသုံးတာလဲကျွန်တော်မှတ်ကြည့်အောင်နော်ပထမတစ်ချက်ကျွန်တော်စတော့ကိုပြလိုက်မယ်ပထမတစ်ချက်ကကြတော့သူများကိုအကြံပေးတာနော်ဘယ်နေရာမှာသုံးလဲဆိုရင်သူများကိုအကြံပေးတဲ့နေရာမှာသုံးတယ်လို့ကျွန်တော်ပတ်လို့ရတယ်သူများကိုအကြံပေးတာပေါ့နော်နောက်တစ်ခါကျတော့ပုတ်ပုတ်ပပနဲ့အမိန်ပေးတာနော်ပုတ်ပုတ်ပပအမိန်ပေးတာပုတ်ပုတ်ပပနဲ့အမိန်ပေးတယ်ဆိုတော့သူများကိုကြမ်းကြမ်းတက်တက်ပြောဆိုပြီးတော့ပြောတဲ့ပုံစံမဟုတ်ဘဲနဲ့ပုတ်ပုတ်ပပပဲနော်ဒါလုံးတဲ့နဲ့ဒါလုံးကြည့်ရမယ်နော်အဲ့ဒါလေးပုတ်ပုတ်ပပအမိန်ပေးတဲ့ပုံစံလို့ပြောလို့ရတာပေါ့နော်အကြံပေးမယ်ပုတ်ပုတ်ပပအမိန်ပေးတဲ့ဟာမျိုးနောက်ကဆရာကြီးလုပ်တဲ့ပုံစံမျိုးနော်ဆရာလုပ်တဲ့ပုံစံမျိုးပေါ့အဲ့လိုနေရာမှာသုံးတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီနော်အကြံပေးတယ်ပုတ်ပုတ်ပပနဲ့အမိန်ပေးတယ်သူများကိုလည်းဆရာလုပ်ချင်တဲ့ပုံစံမျိုးနဲ့ပြောတယ်လို့ကျွန်တော်တို့မှတ်လို့ရှိရင်အဆင်ပြေတယ်ပေါ့လေနော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီဥပမာစာကြောင်းလေးကြည့်ကြည့်အောင်နော်ဖတ်ကြည့်အောင်パソコンの使い方を覚えたければまず触ってみることだအဲ့တော့ grammar လေးကဒီနောက်ဆုံးလေးမှာပါထားတယ်เนาะအဲ့တော့ Pasokan ဆိုတာသိတယ်ကွန်ပျူတာရဲ့ Skype ကတာဆိုတာအသုံးပြုပုံအသုံးပြုနည်းကို 覚えたければမှတ်ချင်တယ်ဆိုလို့ရှိရင်まずအရင်ဆုံး触りますဆိုတာကကြောင့်ထိတီကင်တီလှုပ်တီဆိုတဲ့အဓိပ္ပာယ်เนาะအဲ့တော့触ってみるဆိုတော့ဘယ်လိုအဓိပ္ပာယ်ဖြစ်မလဲကင်ကြည့်တယ်ဆန်းကြည့်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်ခုတူသားလေးနဲ့တွဲလိုက်တော့ဘယ်လိုဖြစ်သွားမလဲကင်ကြီးတင်တာပေါ့နော်ကလိကြီးတင်တာပေါ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမှာပေါ့နော်လှုပ်တင်တာပေါ့ဆိုတဲ့အဓိပ္ပာယ်လေးသူများကိုနော်အကြံပေးတဲ့ပုံစံမျိုးလေးပေါ့နော်လှုပ်တင်တာပေါ့ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားပါတယ်နောက်တစ်ခုသွားကြည့်အောင်ခန်းကိုのためには十分睡眠をとりストレスをためないことだနော်ဒီနေရာလေးမှာためないことだနော်အဲ့တော့ဒီနေရာမှာဘာသာပြန်ကြည့်မယ်ဆိုရင်ခန်းကိုတော့တတ်မယ်ကျမ်းမာရေးအတွက်နီဝလေးနဲ့တွဲလိုက်တော့ကျမ်းမာရေးအတွက်ကတော့ဆိုတဲ့ဒီပဲနဲ့ဘာသာပြန်မှာပေါ့ဂျူဘွန်ဆိုတာလုံလုံလောက်ဆိုတဲ့ဒီပဲဆွီမင်းတို့ဒီဆွီမင်းဆိုတာအိတ်ချင်ကိုပြောချင်တာနော်အဲ့တော့ဂျူဘွန်ဆွီမင်းတို့ဒီဆိုတော့အိတ်ချင်လုံလုံလောက်ယူမယ်စတိုရဲဆိုကကြတော့ stress ကိုပြောတာနော် stress စတိုရဲဆိုကိုထားမဲနိုင်ခုတ်တော့တာ grammar လေးနဲ့တွဲလိုက်တဲ့အခါကျဘယ်လိုအဓိပ္ပာယ်ဖြစ်သွားမလဲထားမဲမတ်ဆိုတာကကြတော့စုတီပုံတီဆိုတဲ့အဓိပ္ပာယ်ထားမဲနိုင်ဆိုတော့မစုရအောင်မပုံရဘူးနော်stress မဖြစ်သင့်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမှာပေါ့နော်အဲ့တော့ပြန်ပြောမယ်ကျမ်းမာရေးအတွက်ကတော့နော်အဲ့ချိန်လုံးလောက်ယူမယ် stress တွေမထားသင့်ဘူးပေါ့မထားရဘူးလေဆိုပြီးတော့သူများကိုအကြံပေးတာမျိုးလေးတွေမှာသုံးတာပေါ့ဟုတ်ပြီနော်
ဒီနေရာမှာကျွန်တော်တို့ရေเนาะသူ့အရှိမဘာဖောင်လေးလိုက်လဲဆိုတော့ကြည့်အောင် me mas ဟုတ်ပြီเนาะစာဝတ်တင် me လို့ဆိုတော့ဘာဖောင်ဖြစ်မလဲ verb ကိုမှ dictionary form ပြောင်းပြီးတော့မှကျွန်တော်တို့ပြောရဲပုံစံရှိမယ်ဒါမဲ9ဆိုတော့ဘာဖောင်နဲ့ပြောမလဲ verb ကိုမှ9 form နဲ့တွဲပြီးတော့ပြောမယ်ဟုတ်ပြီเนาะအဲ့တော့ဒီ grammar လေးမှာမှတ်ပါနှစ်မျိုးပဲလိုက်တယ် dictionary form နဲ့9 form နှစ်မျိုးပဲလိုက်တယ်လို့မှတ်လို့ရှိရင်အဆင်ပြေပါလေဟုတ်ပြီเนาะအဲ့တော့ဒီဟာလေးကိုမှတ်ထားပေးပါ notes နဲ့ရေးပြီးတော့မှမှတ်ချင်လည်းမှတ်ပါเนาะはいじゃあ明日နောက်တဲ့ဗီဒီယိုတွေမှာဆက်ပြီးတော့မှတွေ့ကြပါမယ်ဂျာမီနာဆန်စကလေးဆမာです